ပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်84နှစ်ဆိုတာနော်ရသော်ပြတော့80ပဲနေရဒီ4နှစ်ဆိုတာမတည်သေးလို့ကုသကောင်းမှုလုံနိုင်တာဖြစ်နေရဲ့အားရတဲ့ဆွေးနွေးသွားပြီနော်ရုပ်စင်နေတဲ့ဆွေးနွေးသွားတယ်ကိုကျင့်တရားရဲ့တခုခံနေရအတန်တော်မှာပြောကြတယ်လို့ပြောလို့မရဘူးပျက်စီးလာအဲ့တော့ဘဝဆိုတာအကောင့်ပိုင်းတွေကရှိပါတယ်နောက်ပိုင်းမှာဆိုပိုင်းအဲ့ဒီအကောင့်ပိုင်းတော့မှတော့ကြာနေမကောင်းဖြစ်လိုက်တော့ကြာမာယောဂဖြစ်လိုက်ညာယောဂဖြစ်လိုက်နေဒုက္ခကြီးအားချမ်းသာနေဆိုတာလုံးဝနေပါတယ်ဒီလိုနေတော့လည်းပဲလူတွေဘာကြောင့်ပြောနေတယ်အဆိုးတွေမိထားပြီးတော့အကောင်းကိုပြောပြီးတော့ပြောနေကြတာဖြစ်တယ်ဒီမကောင်းတဲ့လူကလည်းဒီကောင်းမဲ့အချိန်ကိုညောတယ်အစင်မပြေတဲ့လူကလည်းအစင်ပြေမဲ့အချိန်ကိုညောနေတယ်အဲ့ဒီညောနေချက်တွေကြောင့်ဘဝမှာရပ်တည်နေကြသို့တော့ဘဝကြီးကတဖြည်းဖြည်းဦးမေယူ၍ပြည့်ရလာတာဖြစ်တယ်